ဒီနေ့ကျွန်တော်တို့ကဘန်ကောက်မြို့လယ်မှာရှိတော့အရန်လှပပြီးတော့အေဂျန်တော်တယောက်ဖုန်းကြီးကျောင်းတစ်ခုကိုခေါ်တော့မှာဖြစ်ပါတယ်ဒီနေရာကတော့The White Jack တိုက်ဟောင်းကောင်လို့ခေါ်ပါတယ်ဘန်ကောက်မြို့ရဲ့စာထွန်ဘက်မှာတည်ရှိသောနေရာလေးပင်ဖြစ်ပါတယ်ဒီနေရာကိုလိုင်းကားနဲ့လာလို့ရတယ်လို့ PDF မိုးပြန်ရထားနဲ့လည်းလာလို့ရတယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့က PDF နဲ့လာမှာဖြစ်ပါတယ်ဘယ်မှာဆင်းလဲဆိုရင်တော့ဆူရဆပ်မှာဆင်းမှာဖြစ်ပါတယ်အဲ့စစ်တူကနေထွက်ပြီးတော့လမ်းဆောင်တက်တို့ရှောက်သွားပြီးလမ်းဆောင်ကိုကြော်ကဘယ်ဘက်ချွေးပြီးတော့ခဏတာလမ်းလျှောက်သွားရင်တော့ဒီနေရာကိုရောက်မှာဖြစ်ပါတယ်ဒီဘုရားကျောင်းကတော့လေထိုင်းပြည်မြမြတ်သက်တော်82ပြည့်အထိမ်းမှဖြစ်တည်ဆောက်ထားသောဘုရားကျောင်းလေးဖြစ်ပါတယ်ဖယားเจ้าရဲ့ကွင်းပြင်ကအရန်ကိုကျဲဝန်းလှပါတယ်လှပတော့ဘီတုကလည်းရတယ်နဲ့တယောက်ပြည်ကိုရောက်သွားတယ်လို့မျိုးခံစားရတယ်ပေါ့နော်ဒီဖယားเจ้าကတော့မနေ့ပိုင်း9နာရီကနေညနေ6နာရီအထိခွေမှာဖြစ်တယ်ပေါ့နော်တကယ်တော့တငယ်ချင်းတို့လာလဲမယ်ဆိုရင်တော့6နာရီမကျော်ဖို့ပြောစီရှင်ပါတယ်ဒီဖယားเจ้าထဲမှာအဖြူရောင်ကြောက်ဆိုင်နဲ့ထုလောက်ထားတော့တိုက်ဟောင်ကောင်ဆိုတဲ့ပေါက်ကိုတစ်ပါးရဲ့ရောက်ထုကိုဖူးမြင်နိုင်တယ်ပေါ့နော်တယောက်ရိုးရာနဲ့ကြည့်မယ်ဆိုရင်တော့ဒီနေရာကတော့တခြားမရေးတို့ကန်ကောင်းခြင်းတို့နောက်ပြီးတော့စီဝါရေးတဲ့စုတောင်းတာရမ်းပြည့်တယ်လို့ကြော်ကြတော့နေရာလေးဖြစ်ပါတယ်နောက်ပြီးတော့လှပတော့ဘီတုကလည်းရာကိုလည်းလက်လာတွေ့ရှိနိုင်ပါတယ်ဒီနေရာကတော့လေဖျားဖူးတဲ့ဒူတမကကဘာလက်ခီတဲ့လိုပါဆွဲဆောင်နိုင်တော့နေရာလေးတစ်ခုဖြစ်ပါတယ်တကယ်လို့တငယ်ချင်းတွေကဘန်ကောက်တို့လာလဲတော့မယ်ဆိုရင်တော့ဒီနေရာကိုဒါတစ်ခါလောက်လာလဲကြည့်ပါနော်ဒီနေရာလေးရဲ့အေဂျန်ကြီးအငွေအတနဲ့လှပတော့ပြီးတော့ကလည်းရတဲ့ကတိကွာမှတ်တရအများစွာပေးသွားမှာဖြစ်ပါတယ်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်